ပါ CFT ပဲဆရာလေးပြောပါတယ်။အားတော့ဒီဟာတော့ CFT ပဲဒီမှာလည်းဒီ weekend ကြောင်းတင်ပါတယ်။ဆိုဒီနေ့မှာတော့ဒါ CFT ပဲဆရာဒီမှာဆိုဒီကြပြတော့ပြပါတယ်။အဲ့တော့အားလုံးကသိကြရအောင်အခုရောက်ရှိနေရတော့ International College ရဲ့ building ရှိဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် International College မှာအဓိကအဖြစ်တော့ major ၄ခုရှိရပေါ့နော်Business Administration ရယ် Hospitality and Tourism ရယ် IT ရယ် Civil Engineer ရယ်ပေါ့နော် major အကုန်လုံးကဒီမှာပဲ mainly စာသင်ခန်းတွေကဒီမှာပဲသင်ရရပေါ့နော်အဲ့တော့စာသင်ခန်းတွေကိုတစ်ချက်သွားကြည့်အောင်ဒါကတော့ညီမတို့ international student တွေရဲ့စာသင်ခန်းဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ကျောင်းသားတွေအတွက်အဆင်ပြေအောင် facility တွေလည်းအများကြီးထားပေးထားရပေါ့နော်။ဥပမာကျောင်းသားတွေအတွက်ငွေလွှဲငွေထုတ်တွေအဆင်ပြေအောင်လို့ဘဏ်ကောက်ဘဏ်လည်းရှိရဲ။နောက်တစ်ခုကကျောင်းသားတွေအနေနဲ့လိုအပ်တဲ့စာရေးကိရိယာတွေကိုအပြင်ထွက်ပြီးဝယ်စရာမလိုဘဲနဲ့ကျောင်းမှာပဲဝယ်လို့ရရဲ။ book store တွေလည်းရှိရဲ။ပြီးတဲ့အခါမှာကျောင်းသားတွေနဲ့ ACC လေးထိုင်လို့ရရဲပေါ့နော်။ coffee ဆိုင်တွေဖြစ်တဲ့ True Coffee တို့ Amazon တို့ပြီးတော့ KFC တို့ဒါမျိုးတွေလည်းရှိရဲပေါ့နော်။အဓိကတော့ဒီကျောင်းကိုအဓိကကိုရွေးရတဲ့ရွေးချက်ကတော့ကျောင်းလာကအရင်ကြည့်ရပါတော့။ကျောင်းလာကကျတော့ဒီကျောင်းမှာဆိုလို့ရှိရင် affordable ဖြစ်တယ်။တခြား university တွေရှိလို့ရှိရင်ဒီကျောင်းကပို့ပြီး affordable ဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့ဒီကျောင်းကကျတော့မြို့ထဲမှာရှိတဲ့ခါကျတော့တခြားနေရာတွေသွားဖို့ကပို့ပြီးလွယ်ကူတယ်ပေါ့နော်။ကျောင်းရဲ့ရှေ့မှာဆိုလို့ရှိရင်လည်း MRT station ရှိတဲ့ကြောင့်မို့လို့မြို့ထဲဘက်ကိုသွားတာပို့ပြီးတော့အဆင်ပြေလွယ်ကူတယ်။အဲ့ဟာကြီးကြည့်ပြီးတဲ့အခါမှာကျတော့ညီမကဒီကျောင်းမှာဆိုလို့ရှိရင်ဘယ် major တွေသင်ရလဲဘယ် modules တွေသင်ရလဲဆိုတော့အရင်ဆုံးရှာကြည့်လိုက်တယ်ပေါ့နော် website ကနေပြီးတော့သင်ရတဲ့ major တွေကြည့်လိုက်တဲ့အခါမှာလည်းကိုတက်ချင်တဲ့ဘာသာတွေကိုသွားချင်တဲ့career နဲ့ကိုက်ညီရဆိုညီမဒီကျောင်းကိုရွေးပြစ်သွားတာပါအဓိကက business major ကိုရွေးရတဲ့ဟာရွေးချက်ကတော့ညီမကတခြားmajor တွေထက်ဆိုလို့ရှိရင် business ကိုပို့ပြီးစိတ်ဝင်စားရပေါ့နော်ပြီးတော့ညီမတကယ်သွားချင်တဲ့ career ကလည်းစီးပွားရေးတစ်ခုလုံးချင်တာဆိုတော့ခါကျတော့ညီမအနေနဲ့ဒီ business ကပဲကိုယ့်အတွက်အကန့်အညီဆုံးဖြစ်မယ်ဆိုပြီး business major ကိုရွေးလိုက်တာပေါ့နော်ဒီမှာဆိုလို့ရှိရင် business မှာဆိုရှင်မတို့အနေနဲ့ကgenerally အပြင်ဆိုလို့ရှိရင် finance marketing organizational management HR အဲ့ပိုင်းတွေတော့အကုန်သင်ရတယ်ပေါ့နော်။ဒီမှာကျတော့ specific သွားတဲ့ major မရှိဘူးဆိုပေမဲ့အကုန်လုံးကို generally အပြင်တော့အကုန်လုံးသင်ရတယ်ရှင်။ကိုညီမရောက်ရှိနေတဲ့ building ကတော့ building 12 main building ပေါ့နော်ဒီကျောင်းကြီးတစ်ခုလုံးရဲ့ဒီ building ထဲမှာဆိုလို့ရှိရင်ကျောင်းသားတွေ registration process တွေလည်းလုပ်ရတယ်ပြီးတဲ့အခါမှာကျောင်းမှာဆိုရင်ပွဲတွေရှိ orientation ပွဲတို့ international night ပွဲတို့ဆိုလို့ရှိရင်ဒီကျောင်းမှာဆိုရင်လုပ်ရတယ်ပေါ့နော်ပြီးတော့ဒီကျောင်းရဲ့နောက်တစ်ခုဒီ building မှာဆိုလို့ရှိရင်အဓိက library ရှိရပေါ့နော်ညီမကအခုအဲ့ library ကိုခေါ်သွားပေးမယ် Okay ဒါတော့ library ပေါ့နော်ညီမတို့တစ်ချက်တူတူသွားကြည့်ကြရအောင်မပြောရှိနေရတော့ library ဖြစ်ပါတယ်။ library ကကျတော့ဒီ building ရဲ့ဒုတိယထပ်မှာရှိရပေါ့နော်။ပြီးတော့ space ကလည်းအကျယ်ကြီးပဲ။ဒီထဲမှာဆိုရင်စာအုပ်တွေကလည်းအများကြီးရှိရပေါ့နော်။ major ပေါင်းစုံမှာရှိရစာအုပ်တွေအများကြီးရှိရဖြစ်တဲ့ကြောင့်ကျောင်းသားတွေအနေနဲ့ကဒီမှာ AC စာဖတ်လို့ရတယ်။စာလာလုပ်လို့ရတယ်ပေါ့နော်။ပြီးတဲ့အခါမှာအဲ့ကောင်ကလည်းတော့အပြည့်ပေးထားတဲ့ကြောင့် AC စာလုပ်ပြီပေါ့နော်ကျောင်းသားတွေအနေနဲ့ကျွန်တော်တို့ခုကဒီမှာအားသာချက်တစ်ခုကဘာလဲဆိုလို့ရှိရင်တငယ်ချင်းနဲ့ privately စာလုပ်ချင်တာပဲဖြစ်တာမဟုတ်ရှင်ကိုယ့်ရဲ့ online class တွေဘာတွေတက်ဆရာရှိရဆိုလို့ရှိရင် ACC နဲ့စာလုပ်လို့ရတဲ့နေရာတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီမှာကအကြောင်းသားအနေနဲ့က private လို့ယူလို့ရတယ်အဲ့ဒီတော့ချက်လုံးဝပေးစရာမလိုဘူးကိုယ့်ရဲ့အကြောင်းသားကကိုပြပြီးတော့ပဲကိုလူယူခြင်းနဲ့နိုင်အလိုက်ဒီ private လို့နဲ့မှာ ACC တယောက်တည်းစာလုပ်တာပဲဖြစ်တငယ်ချင်းနဲ့တူတူပေါ့နော်ဒီစာမွေးနေတဲ့အခါမှာ ACC စာလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီအခန်းလေးကအရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အဲ့အခန်းကိုလိုက်ပြပေးမယ်
အခုရောက်ရှိနေရတော့ចောင်းသားအနေနဲ့ပေါ့နော်နေတဲ့တာစားတဲ့အချိန်မှာအေးစေးထိုင်စားလို့ရမယ်ကန်တင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ကန်တင်းကအကြီးအပြားနှစ်ခုရှိရယ်ဟိုဘက်ပေတင်မှာဆိုလို့ရှိရင် small canteen ရှိရယ်ဒီဟာကျတော့ big canteen ပေါ့နော်ဒီမှာဆိုလို့ရှိရင်ចောင်းသားတွေကဒီမှာဆိုရင်ចောင်းသားတွေကကျတော့ Indian တွေအများများရယ်မြန်မာတွေများရယ်ပြီးတဲ့အခါမှာ Brazilian Italian ဒါတွေများရယ်အတွက်ကြောင့်မို့လို့သူတို့ရဲ့ nationality food တွေဒီမှာအစုံရရယ်ပေါ့နော်Chinese food တွေလည်းရရယ်Burmese food လည်းရတယ် Italian food Indian food ဒါတွေအကုန်ရတယ်ပေါ့နော်ပြီးတော့ space ကလည်းအရင်အကျယ်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ကြီးလူတွေအုံပြီးတော့ဖြစ်နေရမျိုးမရှိဘူးပေါ့နော်အေးစစ်စစ်ဒီမှာစားလို့ရတယ်ပေါ့နော်အခုဒီ building ကတော့ပေါ့နော် building 15 memorial building ပေါ့နော်အဓိကအပြင်ဒီ building မှာဆိုလို့ရှိရင်ကျောင်းသားတွေနဲ့ကစာမွေးတွေဖြေရတယ် mid-term final exam တွေအကုန်လုံးဒီ building မှာပဲဖြေရတယ်ပေါ့နော်ကျောင်းသားတွေနဲ့ကစာမွေးဖြစ်နေဆိုလို့ရှိရင်ဒီ building ကိုလာရတယ်အခုကတော့ Gardens of Peace ကိုသွားနေရဖြစ်ပါတယ်ဒီ piece of ခါထဲမှာဆိုလို့ရှိရင်ចောင်းသားတွေနဲ့ကအေးစစ်စစ်လေးပေါ့နော်အနားယူလို့ရတယ်စာလုပ်လို့ရတယ်နေခင်းပတ်တွေမှာပေါ့နော်ပြီးတော့ဒီနေရာရဲ့အားသာချက်တစ်ခုကဘာလဲဆိုလို့ရှိရင်တစ်ပင်တွေအများကြီးရှိတယ်အဲ့အတွက်ကြောင့်မို့လို့တဘာဝလေလဲရတယ်အေးစစ်စစ်ဖြစ်တယ်ပေါ့နော်ပြီးတော့ library တို့ဘာလို့မှာဆိုလို့ရှိရင်သူ့မှာပိတ်ချိန်တွေရှိရယ်ဖွင့်ချိန်တွေရှိရယ်ပြီးတဲ့အခါမှာ library ဖြစ်တဲ့အတွက်ကြောင့်မို့လို့ចောင်းသားတွေနဲ့အေးစစ်စစ်စကားပြောလို့မရမျိုးရှိရယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီနေရာလေးကတကယ်ကောင်းတယ်သူ့မှာအကြောင်းဆင်းသွားပြီမဲ့လည်းညနေထိဒီနေရာမှာညနေဆောင်တဲ့အထိဒီမှာထိုင်လို့ရတယ်အေးစစ်တငယ်ချင်းတွေနဲ့ chill လို့ရတယ်ပေါ့နော်ဒီနေရာလေးကတကယ်ကိုကောင်းတယ်ပြီးတဲ့အခါမှာဒီကျောင်းမှာဆိုရှင်ကျောင်းသက်ချံပွဲရှိတဲ့အခါမှာလည်းဒီနေရာမှာပဲကျင်းပါတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကတကယ်ကိုကျောင်းသားတွေအတွက်ကောင်းတဲ့နေရာလေးပါဒီမှာဆိုလို့ရှိရင်ပေါ့နော်ညီမအနေနဲ့က business နဲ့ပတ်သက်ပြီးတော့အားရတဲ့အရာဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်ဒီကျောင်းကလုံးဝ final exam တစ်ခုလည်းဝယ်ကြည့်ပြီးတော့ GPA ဆုံးဖြတ်တာမျိုးမဟုတ်ပေါ့နော်ညီမတို့အနေနဲ့နေ့တိုင်း continuous assessment တွေလုပ်ရတယ်အတန်းထဲမှာဆိုလို့ရှိရင်လည်း project တွေအများကြီးလုပ်ရတယ် assignment တွေအများကြီးလုပ်ရတယ် group presentation တွေလုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ရတာကဒီကျောင်းသားတွေတွေကပို့ပြီးတော့ teamwork လည်းကောင်းတယ်ပြီးတဲ့အခါမှာ brainstorming လည်းပို့ပြီးတော့ဖြစ်တယ်လို့ထင်တယ်ပေါ့နော်ဒီ final exam ဆိုရင်တို့က 25% လောက်ပဲယူရတဲ့အတွက်ကြောင့်မို့လို့ final exam မှာအသက်ကုန်စူးစမ်းခြင်းနဲ့ကျောင်းသားတွေအနေနဲ့ဆိုရင်တော့အဆင်မပြေဘူးဒီမှာကျတော့ကိုကနေတိုင်းကျောင်းလာတဲ့အခါမှာteamwork တွေကိုပါပြီးလုပ်ရတဲ့အခါမှာအဲ့ရနေပြီးတော့လေကိုကအမှတ်ရတယ်ပေါ့နော်အဲ့ဒီချက်ကိုအရင်ကြိုက်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာဒီစာအုပ်ထဲအတိုင်းတို့ slide တွေအတိုင်းသင်တာမျိုးမဟုတ်ဘဲနဲ့ဒီကျောင်းသားတွေရဲ့concept ပေါ့နော်တို့ရဲ့အဓိကမေကွန်းတွေမှာဆိုလို့ရှိရင်တို့က concept တွေအရင်မေးတယ်ပြီးတဲ့အခါမှာတခုခုဆိုလို့ရှိရင် brainstorming အရင်လုပ်ရတယ် product အသစ်တွေထွင်ရတယ်ပြီးတော့အခါမှာ environmental awareness အကြောင်းကိုဒီကျောင်းကအရင်သင်ပေးရပေါ့နော်အဲ့အချက်ကိုလည်းအရင်ကြိုက်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဆရာဆရာမတွေအနေနဲ့ကအရင် professional ကြားတဲ့ဆရာဆရာမတွေရှိရပေါ့နော်သူတို့ကပြီးတော့စာကိုမရှင်းတာဖြစ်ဖြစ်သိချင်တာဖြစ်ဖြစ်သူတို့ရဲ့office ကိုအများနဲ့တွားမိလို့ရရပေါ့နော်အရင်နှွေးထွေးရလို့ခံစားရတယ်အဲ့ဒါတော့ဒီညီမအနေနဲ့ကဒီကျောင်းက business နဲ့ပတ်သက်ပြီးတော့ကြိုက်တဲ့အချက်တွေအားရတဲ့အချက်တွေပေါ့နော်အားမရတဲ့အချက်ဆိုလို့ရှိရင်ဗာလဲဆိုရင်ဒီမှာကျတော့ business က business administration နဲ့ hospitality and tourism ဆိုပြီးနှစ်ခုရှိရပေါ့နော်အဲ့မှာ business administration မှာညီမတို့အနေနဲ့ကပြန်ပြီးတော့ specialize လုပ်စရာ major မရှိဘူးပေါ့နော်ဒီမှာက overall generally ပဲသင်ရတယ်ဥပမာ finance ကိုစိတ်ဝင်စားတဲ့သူဆိုလို့ရှိရင် finance major အသက်မရှိဘူး marketing စိတ်ဝင်စားတဲ့သူဆိုရင် marketing major တက်သွားတာမရှိတဲ့အတွက်ကြောင့်မို့လို့ကျောင်းသားတွေအနေနဲ့ကသူတို့ဖြစ်ချင်တဲ့ career ကိုနောက်ပိုင်းမှာပြန်ပြီးတော့တခြား extra courses တွေပြန်ပြီးတော့အပြင်ကနေတက်ရမျိုးတွေရှိရပေါ့နော်အဲ့တော့ကျောင်းအနေနဲ့ကအဲ့လိုမျိုး specific major ထားပေးနေတော့ညီမအတွက်အားလုံးအတွက်ပို့ပြီးအဆင်ပြေမယ်လို့ထင်တယ်ပေါ့ရှင်အခုကတော့ building 90ပေါ့နော်ဒီ building မှာဆိုလို့ရှိရင်ကျောင်းသားတွေအကုန်လုံးကဒီမှာဆို register လုပ်ရတယ်ပြီးတော့ကျောင်းသားကသွင်းတဲ့အခါမှာလည်းဒီ building ကိုလာပြီးသွင်းရတယ်ပေါ့နော်ဒီမှာကျတော့ဒီ building ကကျတော့ထိုင်းကျောင်းသားကျောင်းသူတွေပိုများတယ်သူတို့ရဲ့ classes တွေပိုများတယ်ပြီးတဲ့အခါမှာ international student အနေနဲ့က IT major ကျောင်းသားတွေဆိုလို့ရှိရင်ဒီမှာအများဆုံးသင်ရတယ် lab ခန်းတွေလည်းရှိရပြီးတော့ library သေးလေးတစ်ခုလည်းရှိသေးရပေါ့နော်ပြီးတော့ဒီ hospitality ရဲ့ tourism ကကျောင်းသားတွေအနေနဲ့ကဒီမှာ practice လုပ်ရတယ်သူတို့အနေနဲ့ကဒီ restaurant သေးလေးတစ်ခုနမူနာမျိုးထားပေးထားရပေါ့နော်အဲ့ဒီမှာသူတို့က practice လုပ်ရမျိုးတွေရှိရပေါ့နော်အဲ့တော့တူတူသွားကြည့်ရအောင်没有。
Okay အခုညီမရောက်ရှိနေရတော့ဒီ Sky Lounge ရဲ့ရှေ့မှာပေါ့နော် Sky Lounge ကကျတော့ဒီ tourism ကျောင်းသားတွေအနေနဲ့ကသူတို့ရဲ့ practical ဘိုင်းတွေဒီမှာလာပြီးတော့ဆင်းရတယ်သူတို့အနေနဲ့က service ပေးရတယ်ဒီမှာလာပြီးသင်ကြားရတယ်ပေါ့နော်အဲ့တော့ကိုကဘာလဲဆိုလို့ရှိရင်ဒီကျောင်းမှာဆိုလို့ရှိရင်ဒီ nationality တွေအကုန်စုပြီးတော့ညနာစာပွဲလေးလုံးလေးရှိရပေါ့နော်အဲ့တော့အဲ့ဟာလည်းဒီနေရာမှာပဲလုပ်တယ်ပြီးတဲ့အခါနောက်တစ်ခုအားသာချက်ကဘာလဲဆိုရင်ဒီဟာဒီ February 19ကကျတော့17လွာမှာရှိရတဲ့ကြောင့်မလို့ဘန်ကောက် view အရင်ဘန်ကောက် view ကိုမြင်ရတယ်ပေါ့နော်အရင်မိုက်တယ်ပေါ့နော်အဲ့ view ကအခုနောက်တစ်ခုอ่ะပေါ့နော်ညီမဒီကျောင်းမှာအကြိုက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင် sport complex ပေါ့နော်sport complex ကအကျယ်ကြီးပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာကျောင်းသားကျောင်းသူတွေကကိုကြိုက်တဲ့အားကစားကိုလာလုပ်လို့ရတယ်။အမ basketball, tennis, table tennis, volleyball အကုန်လာလုပ်လို့ရတယ်ပေါ့နော်။ပြီးတော့ဒီ match မှာဆိုလို့ရှိရင်လည်း major ပေါင်းစုံအားကစားပြိုင်ပွဲတွေရတယ်ဒီမှာလုပ်လို့ရှိရပေါ့နော်။အဲ့နေဆိုအရန်ပျော်ဖို့ကောင်းတယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကွာအားကစားမဟုတ်ဘူးဒါပေမဲ့ကွာအကဝါဒနာပါတာဆိုလို့ရှိရင်ဒီမှာ group ဖွဲ့ပြီးအကရပါလာတိုက်လို့ရတယ်ပေါ့နော်။ဒီနေ့ညီမကတော့ CM University ရဲ့ campus tour လေးနဲ့အကြောင်းရင်း information လေးတွေကို sharing လုပ်ပေးကြရဖြစ်ပါတယ်ထပ်ပြီးတော့သိချင်တာလေးရှိလို့ရှိရင်ညီမကိုလည်းလိုက်လာမေးလို့ရတယ်လို့ဒီ page ကိုလည်းလာမေးလို့ရပါတယ်အားလုံးပဲကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်